အခုကျွန်တော်တို့အစိတ်ပိုင်းအားလုံးကိုသူတို့ချင်းချင်းရော motherboard နဲ့ပါချိတ်ဆက်ကြပါမယ်ဒါကတော့ DVD ROM drive ဖြစ်ပါတယ်ဒီဟာက audio cable အတွက် connection ဖြစ်ပါတယ်ဒီဟာတွေကတော့ drive ကို configure လုပ်ဖို့ jumper တွေပါဒါတွေကိုကျွန်တော်တို့အခန်း6မှာပြောခဲ့သလိုပဲ slave setting မှာထားဖို့သတိပြုပါနောက်တစ်ခုက IDE interface connector ဖြစ်ပါတယ်ဒါကတော့ power cable အတွက် connector ဖြစ်ပါတယ်ဒီမှာ audio cable ရှိပါတယ်သူ့ကိုဒီနေရာမှာချိတ်ဆက်လိုက်ပြီး sound card နဲ့ဆက်သွယ်လိုက်မှာဖြစ်ပါတယ်ဒါကတော့ IDE interface connector မှာတပ်ဆင်မဲ့ ribbon cable ဖြစ်ပါတယ် connector မှာအချိုင့်လေးပါတဲ့အတွက်သူ့ကိုတစ်ဖက်တည်းပဲတတ်လို့ရမှာပါဒါကတော့ power cable ဖြစ်ပါတယ်သူ့ကိုဒီနေရာမှာတပ်ဆင်ရမှာဖြစ်ပါတယ်သူကလည်းတစ်ဖက်တည်းကပဲတတ်လို့ရပါတယ်ဒါကြောင့်မို့သူ့ကိုတပ်ဆင်မယ်ဆိုရင်မမှန်ကန်ကန်အနေထားနဲ့တပ်ဆင်ပြီးသတိပြုပါဒီမှာကျွန်တော်ဟာ IDE ribbon cable ကို DVD ROM drive မှာတပ်ဆင်လိုက်တာကိုကြည့်ပါသင်တွေ့မြင်တဲ့အတိုင်းပဲ IDE ribbon cable ရဲ့အလယ်နားလောက်မှာနောက်ထပ် connector တစ်ခုရှိပါတယ်ကျွန်တော်တို့သူ့ကို hard drive မှာတပ်ဆင်နိုင်ပါတယ်သင်သဘောပေါက်အောင်ကျွန်တော်အခုပဲတက်လိုက်ပါမယ်တကယ်တမ်းဆိုရင်တော့ကျွန်တော်တခြား hard drive connection တွေလုပ်တဲ့နောက်ပိုင်းကျမှဒါကိုတက်မှာပါအခုဆိုရင်ကျွန်တော်ဟာ power cable ကို DVD ROM drive မှာတပ်ဆင်ဖို့အသင့်ဖြစ်နေပါပြီကျွန်တော်နောက်ထပ်ချိတ်ဆက်မဲ့ drive ကတော့ floppy drive ဖြစ်ပါတယ်ဒီအဖြူရောင် connector လေးဟာ floppy drive အတွက် power connection ဖြစ်ပါတယ်သူ့ကိုဒီနေရာမှာချိတ်ဆက်ရမှာဖြစ်ပါတယ်ဒါကတော့ floppy IO cable ဖြစ်ပါတယ်သူကတော့ floppy drive ကိုဒီနေရာမှာချိတ်ဆက်မှာဖြစ်ပါတယ်သင်ဟာ floppy drive အတွက် power cable နဲ့ IO cable တို့ကိုချိတ်ဆက်ပြီးတဲ့အခါကျွန်တော်တို့ hard drive ကိုဆက်ကင်နိုင်ပါပြီဒါကတော့ hard drive ရဲ့ IDE connector ဖြစ်ပါတယ်သူဟာ DVD ROM drive မှာရှိတဲ့ connector နဲ့တစ်ဆက်တည်းတူညီတယ်ဆိုတာသင်သတိပြုမိနိုင်ပါတယ်ဒီမှာ drive အတွက်လိုအပ်တဲ့ jumper တွေဖြစ်ပါတယ်ကျွန်တော်တို့အခန်း8မှာဖော်ပြခဲ့သလိုပဲသူတို့ကို master setting မှာထားရှိဖို့ကိုသတိပြုပါသင်ဟာ ribbon cable နဲ့ power cable တို့ကိုသင်ရဲ့ hard drive မှာတပ်ဆင်ပြီးဆိုရင်ကျွန်တော်တို့လုပ်ခဲ့တဲ့အလုပ်ကိုကြည့်နိုင်ပါပြီဒီမှာ DVD ROM drive audio cable IDE ribbon cable နဲ့ power cable တို့အတွက် connection တွေဖြစ်ပါတယ်ဒီဟာတွေကတော့ floppy drive IO cable floppy drive power cable hard drive IDE ribbon cable နဲ့နောက်ဆုံးတစ်ခုက hard drive power cable တို့ဖြစ်ကြပါတယ်အခုကျွန်တော်တို့ဟာ drive တွေကို motherboard နဲ့စပြီးဆက်သွယ်ကြပါမယ်ပထမဦးဆုံးအနေနဲ့ floppy drive ကလာတဲ့ cable ကို floppy drive interface connector မှာချိတ်ဆက်ကြပါမယ်ဒီ connector ရဲ့အမည်ကိုသင်ရဲ့ motherboard မှာဖော်ပြထားမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဟာ hard drive နဲ့ DVD ROM drive တို့နဲ့ချိတ်ဆက်ထားတဲ့ IDE ribbon cable ကိုတပ်ဆင်ကြပါမယ်ဒါကို primary IDE interface connector မှာတပ်ဆင်ဖို့လိုပါမယ်သူ့ကိုလည်းသင်ရဲ့ motherboard မှာအမည်ဖော်ပြထားပါတယ် connection တွေဟာတိကျကောင်းမှုမြည်ခိုင်မြဲမှုရှိစေဖို့သတိပြုပါအခုဆိုရင်ကျွန်တော်တို့ရဲ့ drive connection တွေအားလုံးဟာပြီးပြည့်စုံပြီဆိုတာတွေ့ရမှာပါတစုံတစ်ခုမရှင်းလင်းလို့ရှိရင်ဒီအပိုင်းကိုပြန်လေ့လာနိုင်ပါတယ်တကယ်လို့သင်ဟာ connector တစ်ခုခုကိုအမျိုးအမည်မခွဲခြားနိုင်ဘူးဆိုရင်သင် motherboard အမျိုးအစားရဲ့ diagram ကိုသိရှိဖို့သင်ရဲ့ motherboard manual မှာဖတ်ရှုနိုင်ပါတယ်အခုကျွန်တော်တို့ဟာ power connector ကို motherboard မှာတပ်ဆင်ကြပါမယ်ဒီ wire ကြိုးအစုဝေးဟာ case ရဲ့ power supply နဲ့ဆက်သွယ်ထားပြီးသူ့မှာသင်ရဲ့ motherboard နဲ့အဝင်ခွင်ကြဖြစ်မဲ့ plastic plug တစ်ခုပါရှိပါတယ်ဒီ plug ကိုပုံစံတစ်မျိုးနဲ့တပ်ဆင်နိုင်တာဖြစ်ပါတယ်ဒါကြောင့်သင်ဟာမှန်ကန်တဲ့အနေအထားနဲ့တပ်ဆင်မိဖို့သတိပြုရပါမယ်အခုဆိုရင်အားလုံးပြီးကန်နေပါပြီနောက်သင်ခန်းစာမှာဆိုရင်ကျွန်တော်တို့ဟာလုပ်ခဲ့သမျှကိုပြန်လည်သုံးသပ်ကြည့်ကြပြီးကျွန်တော်တို့ရဲ့ကွန်ပျူတာမှာပြီးသက်လှုပ်ဆောင်မှုတွေကိုပြုလုပ်ကြပါမယ်